အားလုံးပဲမင်္ဂလာပါ Beyond Test မှာကြိုဆိုပါရစေကျွန်တော်တို့ channel ကတော့စာမျက်နှာပေါ်ကစာသားတွေကိုအသက်ဝင်တဲ့အတန်တွေဖြစ်ပြောင်းလဲပေးပြီးတင်းရဲ့နေ့စဉ်ပေါ်တွေကိုအသိပညာနဲ့ရတတွေတုတ္တတွေယူဆောင်လာပေးမဲ့နေရာတစ်ခုပဲဖြစ်ပါတယ်အချိန်မပေးနိုင်လို့စာမဖတ်ဖြစ်သူတွေအတွက်ခီးသွိုင်းပဲဖြစ်ဖြစ်အနားယူရင်ပဲဖြစ်ဖြစ်နားဆင်နိုင်ဖို့အကောင်းဆုံးစာအုပ်တွေစောင်းပါးတွေကိုရွေးချယ်တင်ဆက်ပေးနေပါတယ်စာသားတွေရဲ့လုံကစိတ်ကူးရင်ကဘာတွေကို Beyond Test နဲ့တူလမ်းခဲ့ဖို့ဖိတ်ခေါ်ပါတယ်မိတ်ဆွေတို့တက်အခုတစ်ပတ်ဖတ်ပြပေးမယ့်ဆောင်းပါးကတော့ဇီယာကိုတာရဲ့သူစရိတစဝင်းဆိုတဲ့စာအုပ်ထက်ကစာဖတ်ခြင်းကရတဲ့ဆုလက်ဆိုတဲ့ခေါင်းစဉ်လေးပဲဖြစ်ပါတယ်ကဲစလိုက်ကြအောင်ဗျာစာဖတ်ခြင်းကရတဲ့ဆုလက်စာဖတ်ခြင်းဒီလေထမင်းစားတဲ့ကဲ့သို့ဘွားကြီးပြုတ်ဖွယ်ကိစ္စတခုပင်နံပါတ်1အရသာရှိရန်နဲ့နံပါတ်2အကျိုးရှိရန်အတွက်စာဖတ်ရသည်ချက်ချင်းအကျိုးရှိချက်ချင်းရသောထိုဆုလက်အတွက်ကျွန်တော်တို့စာဖတ်ကြသည်ထိုတဲ့ပို၍စာဖတ်ခြင်းမှဘာရအောင်မလဲဟူသည်ကိုမူတွက်ချက်ဖို့ခက်သည်စာဖတ်ခြင်းမှုအောင်မြင်ပြီးမြောက်ရန်စာဖတ်သူကသူဖတ်သည်ကိုအ ਨੇ ချင်းတော့နားလည်ရမည်ဟုပြောကြသည်ကျွန်တော်အကြောင်းမှ3နှစ်သားဖိုးဝက National Geographic ကိုလှမ်းပြီးအကြာကြီးကြည့်တတ်သည်သူကရုပ်ပုံစာအုပ်များထက်ဒိုစာအုပ်ကိုပိုကြိုက်သည်ဖိုးဝကိုသူမိဘများကစာဖတ်ပြလိရှိသည်ဖိုးဝတလုံးတလေပဲနားလည်နိုင်ပါသည်သို့တော်ထိုမဂ္ဂဇင်းကိုဖိုးဝအမြဲကြည့်လိရှိသည်ဒါမှအပြင်ကြာစာဖတ်နိုင်ဖို့တင့်လျောက်ပတ်သောပတ်ဝန်းကျင်လိုသည်ဟုပြောလိရှိသည်ကောလိပ်ကျောင်းသားကိုရင်ပါသည်မိုးရွာသောနေ့တစ်နေ့၌စာအုပ်ဆိုင်သွား၍စာအုပ်တုပ်ဝယ်သည်လက်ပိတ်ဆိုင်ထိုင်ရင်နဘေးနာစီကစကားပြောတဲ့တွေကြားစာအုပ်ကိုလှန်လို့ကြည့်သည်အချိန်ကုန်သွားပြီးမိုးပိုသေးလာသည်မီးပြတ်သွားသောအခါအလင်းအောင်ရရန်ဂျရင်းပေါက်ဘက်ရွှေ့ဖက်ရသည်3 နာရီခန့်ကြာမှမိုးတဲဘတ်စကာတိုးစီအိမ်ပြန်သည်လူနှင့်စာအလောတော်ဖြစ်မည်ဟုပညာရေးစာအုပ်များကဆိုသည်မောင်သာထက်အောင်ဟူသောဆယ်တန်းကျောင်းသားက River of Lost Footsteps ဟူသောစာအုပ်ကိုရွေးသည်သူ့အဆင့်နဲ့နည်းနည်းမြင့်နေသည်မဟုတ်လောစာကြည့်လိုက်တွင်ထိုစာအုပ်ကိုတဲမဲဖတ်သည်နိုင်ဝက်ချာဖက်စာအုပ်ကိုပိတ်အဖုံးကိုတစ်ချက်ကြည့်ပြီးလွယ်တဲ့ထည့်ပြီးတကားပေါက်စီသွားသောသူ့ကိုကျွန်တော်မေးခွန်းထုတ်ဖြစ်သည်ဘာဖက်နေသလဲ River ကောင်းသလားကောင်းတယ်ဖက်ရတာမခက်ဘူးလားခက်တယ်ဒါပေမဲ့တန်တယ်စကလုံးများကကျွန်တော်တို့အတွက်အဓိပ္ပာယ်ရှိသောအခါခက်တော့လဲဖက်ရတာတန်သည်ဟုကျွန်တော်တို့သိသည်ညီသူကမှထောက်ခံစရာမလိုချက်ချင်းကြည်ကြည်နဲ့ဖြစ်တည်တာမကအခြားအကျိုးကျေးဇူးများရလာမှာကိုလည်းသိသည်ဟောရာဒုမီဘဟုတုတဒုမီစာဖတ်ရ၌ပိုကျွမ်းကျင်လာမည်အများနှင့်ပို၍ဆက်ဆံတတ်မည်ထိုတွင်ဉာဏ်ရှိမည်တရင်ခေကြီး၌ပြိုင်ဆိုင်နိုင်အားတိုးမည်မိမိကိုယုံကြည်ချက်တိုးမည်ပညာတက်မြောက်ခြင်းလမ်းပေါ်သို့စာဖတ်ခြင်းကခေါ်ဆောင်မည်အမှန်သို့တော်စာဖတ်ရခြင်းအကြောင်းမှာလက်ငင်းအကျိုးကြောင့်သာဖြစ်သည်တချို့ဝတ္ထုများမှာပထမဆုံးသောစာပိုက်ကပင်လည်းအရသာရှိသည်ရှုပါအေးဆက်စိတ်ညစ်စရာကောင်းတဲ့အော်တိုဘာလာဇန်ရက်တည်းလန်ဒန်မြို့လေကောင်ကသင်္ဘောကိုယ်စားလှယ်ယုံလော့ချ်ဟက်နဲ့ရှယ်ဘီရဲ့အပြင်ဘက်မှာတက်စီတစ်စီးရောက်လာတယ်ခန်းငယ်ကောင်မလေးတယောက်ဆင်းလာပြီးကားကရှင်းပြတယ်16နှစ်တာရှိအောင်မယ်ကောင်မလေးကတယောက်တည်းတော်တော်လေးချောတယ်တွဲဖြူလေးအနက်ဘလော့စ်အင်ကြီးနဲ့နောက်ကျောပေါ်ကရွှေရောင်ကျစ်စင်မီကိုလေကစော်ကစားတော့ပြေကြတော့မလို့မျက်လုံးတွေကသူ့လိုဖြူလေးမှာတွေ့ရခဲ့တဲ့ညိုးနဲ့နာမည်ကဆယ်လီလော့ဟတ်တယ်15မိနစ်ကြာရင်လူတယောက်ကိုသူတတ်တော့မယ်ဝတ္ထုမုံသောရေးသားများသည်လည်းလက်ငင်းအရသာတွေ့နိုင်ပါသည် The Human Body How It Was ဟူသော Steve Parker ၏စာအုပ်မှာအရေးပြားအကြောင်းစာပိုက်ကိုရှုပါအပြင်ဘက်မှာမင်းကသိနေတာပဲမင်းစပင်ပဲဖြစ်စီမင်းအရေးပြားရဲ့အပေါ်ယံမျက်နှာပြင်မှာဖြစ်စီဆဲသေးတွေနဲ့လှုပ်ထားတာကိုအဲ့ဒီအပေါ်ယံမျက်နှာပြင်အောက်ဖက်အတွင်း1မီလီမီတာမှာတော့မင်းခန္ဓာကိုယ်မှာအလုံးရှုပ်ဆုံးဆဲတွေရှိတယ်အစက်မပြတ်ပွားနေပြီးအရေးပြားကတည်သွားတဲ့ဆဲတွေကိုအစားထိုးဖို့လုပ်နေကြတယ်နေတိုင်းမာပြီးတည်သွားတဲ့အရေးပြားဆဲတန်းပေါင်းများစွာရှိတယ်လက်ဆေးတဲ့အခါကိုယ်ခန္ဓာကိုတစ်ပတ်နဲ့ပုတ်တဲ့အခါအင်ကြီးဝတ်တဲ့အခါလှုပ်ရှားတဲ့အခါအဲ့ဒီဆဲတွေကွာကြကုန်တာပေါ့မင်းအိမ်ထဲကဖုံမုံတွေအများစုဟာလူတွေရဲ့ကိုယ်ခန္ဓာကကွာကြတဲ့ဆဲတွေပေါ့စာဖတ်ခြင်းကရသောဆုလက်နှမျိုးရှိသည်တခုမှလက်ငင်းအကျိုးဖြစ်သည်အရေးသားကောင်းသောစကလုံးတွေကြားခရီးသွားနေသောကျွန်တော်တို့မှာစိတ်ကူးများပုံရိပ်များတဲ့သို့ရောက်သွားသည်နေရောင်ခြည်တန်းတွေကအမုံလှလက်တွေဟာငါတို့ရေပြားကအပိုင်းစားလေးတွေကိုကျွန်တော်တို့တည်သွားသည်ဤသို့သောစိတ်ကူးအသစ်ကြောင့်
ကျွန်တော်တို့သဘောကျသွားတယ်။စာဖတ်ခြင်းကြောင့်ရရှိသောဒုတိယဆုလက်မှာရေရှည်အကျိုးကျေးဇူးဖြစ်တယ်။အချိန်နဲ့မျှစုမိဆောင်းမိလာသောဆုလက်ဖြစ်တယ်။ဘာသာစကား၌ပိုကျွမ်းခြင်းဗဟုသုတအသစ်တွေတိုးလာသောကြောင့်အတွေးခေါ်ပိုကောင်းအတွေ့အကြုံထိုးထွင်းဉာဏ်ယင်းတို့ကကျွန်တော်တို့ကိုပညာတတ်များဖြစ်လာစေလိမ့်မည်။စာဖတ်ခြင်းမှရသောပါဝါအကြောင်းအမေရိကန်တယောက်ရေးသည်ကိုဖတ်ကြည့်ပါ။စာဖတ်ခြင်းသည်ယနေ့အမေရိကန်လူမှုဘဝ၏တစ်ခုတည်းသောအရေးကြီးဆုံးအကြောင်းပြောကတစ်ခုဖြစ်သည်ဟုဆိုခြင်းပါသည်။အောက်ဖော်ပြပါဖော်မြူလာကိုကြည့်ပါ။ဖော်မြူလာမှာအစမ်းတစ်ချိန်များမပါရှိပါ။တို့ရာတွင်လိုအပ်လင်တက်သေးစင်းစမ်းများနဲ့ရှင်းနိုင်ပါသည်။1စာဖတ်လေလေပိုတိလေလေ2ပိုတိလေလေပိုချက်ချက်ချာချာရှိလေလေ3ချက်ချက်ချာချာရှိလေလေကြောင်းသက်ကြလေလေ4ကြောင်းနေကြလေလေဘွေများများရလေလေအလုတ်ကောင်းကောင်းရလေလေလာကကြီးကြီးရလေလေငါခမရဘွေများများရလေလေခမရသားသမီးကျောင်းမှာစာတိုးလေလေ6ခမရဘွေများများရလေလေခမရအသက်ရှိလေလေစာဘတ်ပုံ2မျိုးစာဘတ်ခြင်းကထို့သောအကျိုးရှိသည်ဆိုတော့အဘယ်ကြောင့်လူများများကစာများများမဖတ်ကြသလဲ။ဘာကြောင့်တချို့ကစာဖတ်၍တချို့ကစာမဖတ်သည့်အချက်ကိုနားလည်ဖို့အတွက်စာဖတ်ပုံကွဲပြားကြသည့်အကြောင်းကိုသိဖို့လိုအပ်ပါသည်။ဇေယောကိုပါမွေ့လျော်၏စာဖတ်ခြင်းနှင့်ဇေယောကိုပါမဟုတ်သောစာဖတ်ခြင်းဟူ၍စာဖတ်ပုံ2မျိုးရှိ၏။လိုအပ်၍ဖတ်သည်အခြားလူတွေကညွှန်၍ဖတ်သည်။ဤသို့သောဖတ်ခြင်းမှာဇေယောကိုပါမဟုတ်သောဖတ်ခြင်းဖြစ်ဖို့များပါသည်။အထိုက်လျောက်ဇေယောကိုပါဖြစ်နိုင်သောညာအလုတ်ကြောင့်ကြောင်းကြောင့်ဖက်ရခြင်းမှာကျွန်တော်တို့စိတ်နဲ့နှလုံးကိုမရောက်တာကများပါသည်စေတနာရှိထားသောဆရာများကြောင့်ရည်ရွယ်သည်နှင့်တလွဲဖြစ်သွားကဝိထုကောင်းများပင်လေကျောင်းသားများတန်သို့မရောက်သည်များရှိသည်ကျောင်းသားများဝါရတို့ရင်ရည်ရွယ်လျက်ဝိထုထဲမှစကလုံးများ၏ခက်စစ်များအဖြေများကိုဥစွာတင်သည်ဝိထုအကြောင်းနောက်ခံကအာဘောဇက်ကောင်စရာဟန်ရှုတောင်တင်ယုံတင်စင်များကိုသာဟောသည်ဝတ္ထုနှင့်ကျောင်းသား၏ကိုယ်ကိုယ်ရာဆက်ဆက်အောင်မလုပ်တော့ဝတ္ထုကောင်းသည်ကျောင်းသားစီတို့မရောက်နိုင်တောကစာဝခြင်းမှဆုလက်နည်းနည်းသာရပါသည်ဖတ်သူကစာသားနဲ့မမွေ့လျော်တော့သို့မဟုတ်ပြင်းသည့်တဲ့အသိအမြင်နဲ့အတွေ့အကြုံ၌ပေါင်းဆက်ဆရနယ်မပါဝင်သောစာဖတ်ခြင်းမှာအခွင့်အမြတ်ဖြစ်၏အဆုံးဖြတ်ပေးသောအချက်မှာဖတ်သူ၏စိတ်နှင့်နှလုံးသားဖြစ်သောကြောင့်ပင်ကျောင်းထွက်ပြီးနောက်စာအုပ်တုပ်တလေကိုမှကုတ်မကင်ကြသောအကြောင်းတစ်ခုမှာပြည့်ထန်းစာအုပ်မှလွှဲ၍မဖက်ခဲ့ကြသောကြောင့်ဒီအံ့ဩစရာကောင်းသည်မှာဘွဲတစ်ခုရဖို့လိုအပ်သောစာများဖတ်ရှုပြီးစီးခဲ့ကြတော်ညာပညာတက်ဟုသောဘွဲရအနေချင်းသာစာတအုပ်ဖတ်ခြင်းမှရသောတသိမ့်သိမ့်တညိမ့်ညိမ့်ရင်ခွန်ရသောအရာသာကိုခံစားမှုသည်သူတို့စာဖတ်ခြင်းမှာသူများကြောင့်ဖြစ်သည်သူများ၏ညှိုးခြင်းကြောင့်ဖြစ်သည်ထို့ကြောင့်စာသင်ခန်းထဲကစာအုပ်များမှာအသက်ဝင်မလားစာအုပ်မမီတော့ကိုယ့်အတွက်စာဖတ်ခြင်း၌သာအတိတ်ပဲရှိသည်အကြောင်းရှိသည်ထိုဖက်ခြင်း၌စေရောကိုပါမွေ့လျော်သူသာဘုံနေစလုံးမှအရသာကိုရှာတွေ့နေရာနှစ်ခု၌တွေ့အသိမြင်ဟုသောတဏှာနှင့်အတွေ့အကြုံဟုသောတဏှာ၌ဖြစ်၏အသိမြင်အတွက်ဖတ်သောဖက်ခြင်းကမြေပုံ၌လမ်းရှာခြင်းအဘိဓမ္မာ၌အနက်ရှာခြင်းတရင်စာ၌ကြောညာရှာခြင်းစသည်အဇိတအတွင်းသို့မဟုတ်သောအပြင်ဘက်မှဖတ်ခြင်းဟု၏အချက်လက်များရ၍ကျွန်တော်တို့ကကျင့်နေသို့သောထိုဖက်ခြင်းကိုတစုံတယောက်ကကျွန်တော်တို့အားပြုလုပ်ပေးနိုင်သည်ကျွန်တော်တို့ကိုယ်တိုင်ဖတ်တဲ့ကဲ့သို့အလားတူပင်အချက်လက်အသိမြင်များကျွန်တော်တို့ရနိုင်သည်ယတခံစားမှုအတွက်ဖတ်ခြင်းဟူသောစာဖတ်နည်းတစ်နည်းရှိသေးသည်အသိမြင်သတင်းအချက်လက်အတွက်မဟုတ်ဘဲအတွေ့အကြုံ၌ပါဝင်ဆွေးနွေးသောဖတ်ခြင်းဖြစ်၏ဤဖတ်ခြင်းတွင်ကိုယ်တိုင်ပါရသည်အချက်လက်မှာအဓိကမကျအရေးမကြီးလားအတွေ့အကြုံ၌ပါဝင်ဆွေးနွေးခြင်းသာအဓိကကြ၏ကျွန်တော်တို့အတွက်တခြားတစုံတစ်ယောက်ကထမင်းစားပေးလို့မရထမင်းအရသာအချက်လက်ကိုကျွန်တော်တို့မလိုခြင်းမိမိကိုယ်ပိုင်ရှာဖြင့်သာအရသာခံလို့၏အတွေ့အကြုံတော့ရတအတွက်စာဖတ်သောအခါဇလန်းဘယ်မှာဆုံးသည်ကိုသိုံနဲ့ကျင်းနေစရာမဟုတ်ဇက်ကြောင်းအတိုင်းကိုယ်တိုင်ပါဝင်ခရီးသွားမှာကိစ္စပြီးပြီစာအုပ်ကောင်းတို့၏အတွေ့အကြုံ၌ဆင်နွှဲပြီးတော့ကျွန်တော်တို့ဘဝသည်ရခင်ကားနဲ့မတူတော့ဇာပချင်းသည်ကိုယ်ကိုယ်ရာအတွက်ဖြစ်သည်ဇလန်းတွင်နစ်မြုပ်သွားလို့၏ပါဝင်ဆင်နွှဲလိုသောကြောင့်တခြားမျက်လုံးများဖြင့်ငှား၍ကြည့်လိုသောကြောင့်ဖြစ်သည်ထိုကကိုယ့်ဘဝပေါ်အလင်းအောင်ထိုးကြလာသည်ထိုကဲ့သို့သောအခြေအနေများနှင့်ကြုံများကြုံတော့ငါတို့ကဘလို့တုတ်ပြန်မလဲနှိုင်းရှင်ကြည့်စဉ်းစားကြည့်စိတ်ကူးအသည့်မြင်သင်များရလာ၏ဝိတုမုံသောစောင်များဖက်လင်လဲကိုရောစိတ်ပါဖတ်သောအချက်အလက်ကြောင့်မဟုတ်ဘဲအတွေးခေါ်များထ
ထွင်းဖောက်တည်သောအမြင်တို့ကြောင့်စိတ်ကူးအသည့်အမြင့်သမျှရပါသည်ပွဲကြည့်သလိုရုပ်ရှင်ကြည့်သလိုကြည်ချင်းဖြစ်၍ကိုရီကိုရာစာဖတ်ခြင်းသည်ရွေချက်များထွေပြားလို့မဖြစ်ကိုယ့်အတွက်ဖတ်သည်သို့မဟုတ်လင်တခြားကိစ္စအတွက်ဖတ်သည်တစ်ခုပဲရသည်နှစ်ခုလို့ရမရဖတ်သူနှင့်စာရွက်စလုံးများကြား၌တစုံတရာခံနေသောဥပမာဤစာဖတ်ပြီးသောမျောလင့်ထားသောဆရာကြီးမျောလင့်ချက်ပေးရန်မှတ်ချက်စားသည်တို့ကြားခံနေသောစာဖတ်ခြင်းမှာစေရောကိုပါမမွေ့လျော်သောစာဖတ်ရောင်ဖြစ်သွားသည်ပြဋ္ဌာန်းစာအုပ်တုပ်ဖတ်သည်နှင့်ဝတ္ထုသို့မဟုတ်အထုပ်ပတိတုပ်ဖတ်သည်အထုပ်ပတိတုပ်ဖတ်သည်မတူဘူးမဟုတ်သလားဝတ္ထုဖတ်၍ဝတ္ထုထဲနစ်သွားသောဘယ်မှာအခန်းစ၍ဘယ်မှာဆုံးသွားသည်မှမသိစာသင်ကျောင်းကစာဖတ်ခြင်းများမှာဝှေ့လျော်သောစာဖတ်ခြင်းမဖြစ်တဲ့ဝါကြများစာပိုင်များနမိတ်ပြမေးခွန်းများဝါရများစာသောတက်မြောက်တင့်သည်များမှာအရေးမကြီးမဟုတ်အရေးကြီးပါသည်ဘာသာစကား၏လုံးလုံးပုံကိုသင်ရမည်သာဖြစ်ပါသို့တော့ပုံမြင်တစ်ပုဒ်ဖတ်လင်ဓမင်းစပွဲပေါ်ကကြက်သားဝက်သားကစုံရွက်တို့နေရာ၌ဗီတာမင်များတက်ထုဓာတ်များပရိုတင်းများကိုသာမြင်နေသည်နှင့်နည်းနည်းတူနေပါသည်ကျောင်း၌တင်သောစာအုပ်များအလုံးအသက်မပါသောစာအုပ်သည်များကြီးဖြစ်သွားရောလားဟုဆိုတော့ထိုတို့ကြီးလည်းမဟုတ်ပါအစပထမ၌မမွေ့လျော်စိတ်မဝင်စားသောပြဋ္ဌာန်းစာအုပ်သည်ဖတ်သူအတွက်အရေးကြီးသောအဖိုးမဖြတ်နိုင်သောစာအုပ်ဖြစ်သွားတတ်ပါသည်သူများအတွက်ဖတ်ခြင်းမှကိုယ့်အတွက်ဖတ်ခြင်းသို့ပြောင်းသွားသောကြောင့်ဖြစ်ပါသည်ဖတ်သောအကြောင်းအရာ၌စိတ်ဝင်စားသောကိုယ့်အတွက်ဖတ်ခြင်းသို့မဟုတ်မွေ့လျော်သောဖတ်ခြင်းအလိုလျောက်ဖြစ်လာပါ၏ကျွန်တော်တို့ဘာကြောင့်စာဖတ်ပါသလဲကိုယ့်ရဲ့ကိုယ်တာအတွက်နှင့်လက်ငင်းဆုလက်ကြောင့်ဖတ်ပါသည်ကိုယ်စိတ်ဝင်စားသောအကြောင်းအရာကိုသာဖတ်ပါသည်ဖတ်ကောင်းသောအရေးသားမှဆွဲခေါ်သွားသည့်အသစ်သောစိတ်ဝင်စားစရာများကိုဖတ်လာပါသည်လိုအပ်၍ဖတ်ခြင်းညွှန်ကြားခံရ၍ဖတ်ခြင်းကကျွန်တော်တို့အရေးပြအောက်တိုးဝင်လာ၍ကျွန်တော်တို့အစိတ်ပိုင်းဖြစ်သွားသောအရာသာကိုလည်းခံစားလာရပါသည်သူ့ဘဝအစိတ်ပိုင်းတော်တော်များများကိုစာကြည့်တိုင်းသာကုံဆုံးခဲ့သောပညာရှိတယောက်ကဝမ်ဘလီတကောင်စားသလိုဝါသလိုစာဖတ်သင့်သည်ဟုအကြံပေးသည်စားမလို့ဝါမလို့ဖက်ခဏခဏဖက်မဆက်မပြတ်အထိဖက်ပါကို့အတွက်ဖိုးတန်သောအရာများတွေ့မြည်ဧကန်အဖိုးမတန်သောအရာများတဘာဝအလျောက်ကြွာကြကုန်ပါဖက်ရင်ကိုမသိလိုက်ပဲပညာကြီးလည်းမြင့်လာမှာပါညော်မန်းသလိုအစ်စ်မှန်ဆုလက်များအလိုလျောက်ဆိုက်ရောက်လာမှာပါ